အားလုံးပဲမြင်တော့ကျွန်တော်တို့မိုက်ကြီးရဖြစ်ပါတယ်။နောက်ဒီမှာ ring of gameplay ဆော့ပြတာဖြစ်ပါတယ်။ဒီပေါက်သွားပြီးတော့ကိုက secret lucky block တွေပါတယ်ယူပြီးတော့ဒီဘက်ယူလာမှထင်တယ်။နီဘာကြီးလာနေတယ်မသိဘူး။ဟာစတာရှိတယ်တေးဝါကြီးဘယ်လိုလုပ်လဲတော့ okay ဒီလိုက်ရင်မလိုက်ယူပြီးတော့ပါလေ lucky block စတီးပြီးတော့ပါလေဂျိုက်နေရှိအဲ့တဲ့ဝင်ပုံးနေရမှာဒီလိုက်နေလာလို့ရှိရင်လိုက်မထီခင်ပြန်ပြီးတော့လာမှာ okay ဒီ gameplay လေးစက်ကြည့်လိုက်ကြရအောင်လိုက်နေရတော့မျိုးသားမျိုးရှိတယ်ပါလေ slow တွေရော super slow တွေ medium တွေ first day right day အများကြီးပဲအနီအောင်ကြီးကတော်တော်ကျန်ဒါပေမဲ့ခဲအောင်ကျန်လို့တင်တယ်ဟိုရှင်နာလေးဟာ epic lucky block ထင်တယ်အဲ့ဒါကြီးလိုက်လိုက်နာကောက်လိုက် pick ကလုပ်လိုက်ကောက်လိုက်အဲ့ဒီခဏပုံနေတယ်လာချင်း epic ရရင်တော့တန်သွားပြီ okay ဒီအရမတော်လာဟို epic ရပါပြီဒါပဲ epic lucky လို့ရအောင်ဒီဖောက်လိုက်နော် okay ဟိုပန်းလိုက်ပြီအားရတယ်ရတဲ့ထင်တယ်မင်းဒီထဲမှာအကျဉ်းဆုံးပါ3B drop ပြီးရသွားလား okay လားဘာမှဖြစ်ပါလာချင်း epic ရတော့တန်သွားပြီဟုတ်တယ်နော် okay ပတ်စံလေးနည်းနည်း call လုပ်လိုက်နောက်ပါဘုန်းနေနောက်ကဘာလဲဘုန်းနေကရောက်နေပါလေနာမည်ဘုန်းနေကကီယာ short slap တကူ1 million တော့ what they're so expensive bro slap တကူ1 million တော့အခုမှစတော့1 million ဘယ်လိုရမှာနောက်မှပဲ
brother ကျွန်တော်3မိနစ်တည်း fan လာတယ်ဒီ brain of god secret တွေတော့ရတာငေါင်းလေးလဲမြင့်ပြီးတော့ပတ်စံမြင်မရအောင်လုပ်လိုက်မယ်အဲဆိုပြီးပါပြီး speed တင်မယ် slap ကလူလားမသိဘူးဝင်ကောင်းလားမကောင်းလား comment ထဲမှာရေးခဲ့အော်မေးလို့ဗီဒီယိုလေးကို like subscribe မလုပ်ရသေးဘူးဆိုရင်အခုပဲလုပ်လိုက်ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်brother အားလုံးတတ်တာပါ bye